ဘာလာပြီဆိုလို့ရှိရင်လူတစ်ယောက်ကထပ်မဝအောင်လို့အဲ့အစီဘိုဆဲတွေကလက်တင်ထုတ်တယ်လက်တင်ကဘာလို့လဲဆိုတော့ငါထပ်ဝလို့မဖြစ်တော့ထပ်ဝလို့ရှိရင်ငါပုံမလာတော့ဆိုတော့ခန္ဓာကိုယ်ကသူ့အလိုလိုပြုတ်ပြင်ပေးတဲ့ဓာတ်တစ်မျိုးပေါ့နော်အဲ့လက်တင်ကအစီဘိုဆဲကနေထွက်ပြီးအုံနောက်ကိုပြောလိုက်တယ်အုံနောက်မှာရှိခလုတ်ကလေးတွေတွားနှိပ်လိုက်တာလက်တင်ဟိုမောကတော်ပြီမစားနဲ့တော့စားခြင်းစိတ်တွေဖျောက်လိုက်တော့မစားတော့မှနော်ထပ်ပြီးတော့အစီတွေတွေးတဲ့ကိုမရောက်လာတော့မှသွားဆိုအစီပါတဲ့အစားရင်အစီတွေကတွေးတဲ့ရောက်လာမယ်အဲ့တွေးတဲ့ရောက်လာတဲ့အစီတွေကဘိုက်မှာလာစုမယ်လေတော်ပြီလက်တင်ကမင်းမစားနဲ့ဆိုတော့အုံနောက်ကိုမစားအောင်ပြောလိုက်တယ်ပြီးလို့ရှိရင်ဗာပြောလိုက်ဆိုတော့မုတ်ချိုအိတ်ကိုလည်းတွားလုံးဆိုလိုက်မုတ်ချိုအိတ်မင်းအင်ဆူလင်မထုတ်နဲ့တော့အင်ဆူလင်ထုတ်လို့ရှိရင်အင်ဆူလင်ကသွေးထဲမှာရှိအစီတွေကိုဆဲတဲ့ကိုထည့်ပေးမှာဒါကြောင့်အင်ဆူလင်မထုတ်ခိုင်းဆိုလို့ရှိရင်ထပ်ပြီးတော့အစီတွေကမရောက်လာတော့ပြီးလို့ရှိရင်လက်တင်ကဘယ်လိုလုံးဆိုတော့လေဘေးမှာရှိတဲ့ thyroid gland လုံးဆိုလိုက်တယ် thyroid gland ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဇီဝကမ္မဖြစ်ပြမှုကိုမြန်အောင်လုပ်လိုက်ဇီဝကမ္မဖြစ်ပြမှုကမြန်အောင်လုပ်တယ်ဆိုတော့အစီတွေကိုလောင်လုပ်ခိုင်းတာအဲ့ဒါမှရှိပြီးသားအစီတွေလည်းကျသွားအောင်လုပ်ပေးလို့ရမှာပြီးတော့လက်တင်ကိုယ်တိုင်ကလည်းဘိုက်မှာရှိအစီတွေကိုဖြိုခွင်းခြင်းအပြင်အစီကျသွားအောင်လုပ်ပေးတယ်ဒါပေမဲ့ထူးဆန်းတာကအကယ်လို့ကျွန်တော်အေးပြက်တဲ့လူကစားခြင်းစိတ်နေဝါလာများလာလားဆိုရှင်အေးပြက်တဲ့သူတွေတော်တော်များများစားခြင်းစိတ်များလာတယ်ဟာလက်တင်ထွက်တာပဲဘာကြောင့်စားခြင်းစိတ်ကမနေသွားပဲများလာလဲဆိုရှင်အေးပြက်တဲ့သူတော်တော်များများမှာလက်တင်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ghrelin ကတအားများတယ် ghrelin ဆိုတာစားခြင်းစိတ်ဖြစ်အောင်တအားလုပ်ပေးတာကျွန်တော်ထမင်းစားခံနေကြလို့ရှင်ထွက်တဲ့ဓာတ်အများဆုံးက ghrelin လို့ခေါ်တယ် ghrelin ထွက်လာပြီဆိုရှင်ရှိသမျှအစားအစာတွေအကုန်စားခြင်းအဲ့တော့လက်တင်တော့ထုတ်ပါရဲ့ဆက်ပြီးတော့အစီတွေများလာအောင်တားပါရဲ့နဲ့ ghrelin တွေထွက်လာတဲ့အခါမှာဘာဖြစ်လဲကျွန်တော်စားခြင်းပြီလေစိတ်ကလည်းငကိုလေးကဖြီးစည်းတဲ့အခါကျတော့အစားစားလို့ရှိရင်ပုံမှန်ကျန်းမာတဲ့အစားအစာတွေမစားဘူးရမက်ကိုခန္ဓာကိုယ်ရှာအာဟာရကိုအရန်အောင်မှတောက်ပစီမယ်အစားအစာမျိုးဖြစ်တဲ့ cheese တွေ mayonnaise တွေကိတ်မုတ်တွေ pizza တွေအားနော်အချင်းအဆက်တွေကိုစားလိုက်တာစားလိုက်အထက်မှာရှိတဲ့အစီတွေကဘယ်ထဲဝင်လာဆိုသွေးထဲဝင်လာတယ်အချိုတွေလည်းဝင်လာတယ်အဲ့တော့မုတ်ချိုအိတ်ကခုနနော်ဘယ်သူကတားထားဆိုတော့လက်တင်ကအစားစားခြင်းစိတ်ကိုတားထားပါရဲ့နဲ့လက်တင်တဲ့ ghrelin ကများတဲ့အခါမှာအစားစားခြင်းစိတ်ကိုဖြစ်ပေါ်စေတယ်ကျတဲ့အစီထက်စားတဲ့အစီကပိုပြီးများတဲ့အခါမှာကျနိုင်စွမ်းကနေသွားမယ်အဲ့တော့ဒါပထမအောင်ဆုံးအဆင့်ဖြစ်လာတယ်အစားစားခြင်းစိတ်ကိုဖိနှိပ်တဲ့လက်တင်တက်ဘယ်သူကပိုများဆိုတော့ ghrelin ကပိုများလာ ghrelin ကပိုများတော့အစားစားတယ်စားတဲ့အခါမှာကျတော့ဘာဖြစ်ဆိုတော့ဘိုက်ကပိုပြီးတော့ဝလာတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဘာဖြစ်သွားသလားနောက်ပိုင်းကျတော့ဝလာတဲ့အစီပိုဆေးကဘာတွေပို့ထုတ်ဆိုတော့လက်တင်တွေပို့ထုတ်တယ်ဟာလက်တင်တွေပို့ထုတ်ရင်လက်တင်ကဘာထက်များသွားမလဲဆိုတော့ ghrelin ထက်များသွားမယ်ဟာလက်တင်က ghrelin ထက်များသွားလို့ရှိရင်အစားစားခြင်းစိတ်နည်းသွားမှာပေါ့ဆိုအချို့သောအေးပြတ်တဲ့သူတွေမှာတစ်ခါလေးချအစားချခြင်းစိတ်နည်းကောင်းနည်းသွားလိမ့်မယ်ဒါပေမဲ့အဲ့အကြာကြီးမဟုတ်ဘူးလက်တင်က ghrelin ထက်ပိုလဲထုတ်ကောလက်တင်ကအုံနောက်မှာရှိတဲ့ခလုတ်တွေကိုခဏနှိပ်တာများတော့လက်တင်အုံနောက်မှာရှိတဲ့ခလုတ်ကပြတ်သွားတယ်လက်တင်ကအုံနောက်မှာရှိတဲ့ခလုတ်ကလေးတွေကိုနှိပ်တယ်ဆိုလို့ရှိရင်အစားစားခြင်းစိတ်မရှိအောင်တားပေးတယ်အခုခလုတ်ပြတ်သွားတော့စန့်ကျင်ဘက်ဖြစ်သွားတယ်အစားစားခြင်းစိတ်ရှိအောင်ပို့လုပ်ပေးလိုက်တာအဲ့အေးပြတ်တဲ့သူကစားပြီးရင်စားခြင်းghrelin လည်းများတယ် leptin ခလုတ်လည်းပြတ်သွားတယ်စားပြီးရင်စားခြင်းဆိုတော့သွေးတွေကိုဘာတွေဝင်လာဆိုအချိုတက်တွေအဆီတက်တွေဝင်လာမုတ်ချိုကြီးမှာရှိတဲ့ insulin ခလုတ်ကပြတ်သွားတဲ့အခါကျတော့ leptin ခဏနှိပ်တာမုတ်ချိုကြီးမှာရှိတဲ့ insulin ခလုတ်လည်းပြတ်သွားတာနောက်ပိုင်း insulin လည်းမတားနိုင်တော့အဲ့ခါမှာ insulin လည်းအများကြီးထွက်တယ်သွေးထဲမှာလည်းအဆီတွေတအားများတဲ့အခါကျတော့ insulin ကသွေးထဲမှာရှိတဲ့အဆီတွေကိုဘယ်ထဲထည့်လဲဆိုတော့ရှင်အဆီပိုဆဲတွေကိုထပ်ထည့်ရောဟုတ်တအားကြီးကိုပိုဝလာမှာနောက်ဆုံးတစ်ခုကကျတော့ leptin ကဒီအဆီတွေကိုလောင်ကျွမ်းသွားဖို့ဒီလေမင်းမှာရှိတဲ့ thyroid gland ကိုသွားလှုံ့ဆော်တယ်လှုံ့ဆော်ပေမဲ့အဲ့ thyroid gland လည်းခဏနှိပ်တာများတော့ leptin ခလုတ်လေးတွေပြတ်သွားအဲ့ခါမှာ thyroid gland လည်းအဆီတွေကိုလောင်ကျွမ်းအောင်လို့ဖို့ thyroid hormone မထုတ်နိုင်တော့အဲ့ခါကျတော့အဆီတွေကလည်းမလောင်ကျွမ်းတော့ရှိပြီးသားဆက်စားတဲ့အဆီတွေကလည်းဗိုက်ထဲမှာတက်နေမယ်ရှိပြီးတဲ့အဆီတွေကလည်းမလောင်ကျွမ်းတော့ဆိုတော့အဲ့ဝါတဲ့ယောဂလေ့ကျင့်ခန်းတွေတအားလို့အစာလျှော့စားရင်တော့ပဲတော်တော်လေးဝိတ်ချခတ်တဲ့ယောဂဖြစ်သွားလိမ့်မယ်ဒါဆိုလို့ရှိရင်အေးပြတ်တာနဲ့ဝါတဲ့ယောဂနဲ့တအားဆက်နေကဲဝါတော့မကောင်းလားဗိုက်လေးပူလေးနဲ့ဒီထက်ဘာမှမဖြစ်ဘူးလားဆိုတော့ပိုဆိုးရမယ်ဝါလာလို့ရှိရင်အဲ့ဖိုက်မှာရှိအဆီတွေက chemical တွေထုတ်တာ leptin ကထုတ်တာကောင်းတယ်တခြား chemical တွေရှိတယ်interleukin 6တို့ interleukin 5တို့တခြား cytokine တွေရောင်ရမ်းစေတဲ့ chemical တွေထွက်တာအဲ့ chemical တွေကခန္ဓာကိုယ်မှာရှိတဲ့သွေးဖြူတွေလှုံ့ဆော်ပြီးအဲ့အဆီဘိုဆဲကိုလာတိုက်တယ်အဆီဘိုဆဲကပုံမှန်မဟုတ်တော့ဘူးတအားကြီးသွားတဲ့အခါမှာငါ့ကိုတကောင်ဖြက်စီးပေးမှရတော့မယ်ငါတအားကြီးများလာမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကဝိတ်ပြီးကြွတော့မှာဆိုတော့ဒီအဆီဘိုဆဲတွေက chemical တွေထုတ်ပြီးသွေးဖြူတွေကိုလာပြီးတော့လာတိုက်ခိုင်းတယ်တိုက်ခိုင်းတဲ့အခါကျတော့သွေးဖြူတွေကလည်းခုခံအားတွေကလည်းလာတိုက်တဲ့အခါမှာသွေးထဲမှာဘာတွေမြင်လာဆိုတော့ရောင်ရမ်းစေတဲ့ chemical တွေတအားမြင်လာရောင်ရမ်းစေတဲ့ chemical တွေက acid ကလေးတွေရောက်လာလို့ရှိရင် acid ကလေးတွေပါရောက်လာမယ်ခြေထောက်ကလေးတွေမှာ dusik လေးတွေရောက်လာလို့ရှိရင်အဲ့ရောင်ရမ်းတဲ့ chemical ကြောင့် dusik ကလေးတွေပါရောက်လာတယ်ဖြစ်တယ်ဒါပေမဲ့ပြပြမယ်အဲ့ရောင်ရမ်းတဲ့ chemical တွေကကြွက်သားတွေမှာရှိတဲ့ insulin ခလုတ်ကလေးတွေရောအသေးမှာရှိတဲ့ insulin ခလုတ်ကလေးတွေရောယုံရင်းအောင်လုပ်လိုက်တယ်ယုံရင်းအောင်လို့တော့ insulin ကအဲ့ခလုတ်ကလေးတွေနှိပ်တော့မှကြွက်သားမှာရှိတဲ့တကားဆဲတကားလေးတွေပွင့်လာပြီးတော့သွေးထဲမှာရှိအချိုတက်ကကြွက်သားတွေဝင်လို့ရမှာအခုခလုတ်ကလေးတွေကယုံရင်းသွားတော့သွေးထဲမှာရှိအချိုတက်ကကြွက်သားတွေဝင်လို့မရတော့ဘာယောဂထပ်ဖြစ်လဲစီးကျိုသွေးကျိုယောဂပိုဖြစ်ပြန်အောင်ခန္ဓာကိုယ်မှာ leptin တွေကများတဲ့အခါမှာ leptin ကကောင်းကျိုးရရှိတယ်အဲ့ leptin ကကျွန်တော်တို့သွေးကြောနံရံလေးတွေမှာရှိတဲ့ခလုတ်ကလေးတွေကိုနှိပ်ပြီးတော့သွေးကြောကိုကြေအောင်လုပ်ပြီးတာသွေးကြောနံရံကိုတော့ leptin ကတိုက်ရောက်ပြီဆိုရှင်သွေးကြောနံရံ nitric oxide တွေထုတ်တယ် nitric oxide ကသွေးကြောကိုကြေအောင်လုပ်တယ်အဲ့သွေးကြောနံရံကိုတခြားသွေးဖြူဥလို့သွေးနီဥလို့သွေးထဲမှာရှိတဲ့ဘာအရည်တွေမှလာမကတ်အောင်လုပ်ပေးတာဒါပေမဲ့ leptin ကခဏအဲ့ခလုတ်ကလေးတွေကိုနှိပ်တဲ့အခါမှာ leptin ခလုတ်ကပြတ်သွား leptin ကအဲ့သွေးကြောနံရံတော့ခန္ဓာကိုယ်မှာတစ်ခုလုံးမှာရှိတဲ့သွေးကြောနံရံကို leptin ကတိုက်ရောက်ပြီမလား leptin ရဲ့ခလုတ်ပြတ်သွားတဲ့အခါကျတော့
nitrate oxide မထုတ်နိုင်တော့ nitrate oxide မထုတ်နိုင်တော့ nitrate oxide ဆိုတော့ gas နော် gas ကသွေးကြောဖောင်းကြအောင်လုပ်ပြီးတာသွေးကြောလေးတွေကကျင်းသွားမယ်ပြီးတော့အဲ့သွေးကြောနေရာလေးမှာ gas ကမကာကွယ်ပေးနိုင်တဲ့အခါကျတော့စားလိုက်တဲ့အဆီတွေကအဲ့သွေးကြောနေရာမှာလာကတ်မယ်ကတ်တဲ့အခါမှာသွေးကြောချင်းယောဂဖြစ်မယ်သွေးကြောချင်းယောဂမျိုးမျိုးရှိတယ်အုံနောက်သွေးကြောချင်းယောဂဆိုလို့ရှိရင်လေဖြတ်တာတကူလုံးမှာရှိတဲ့ခန္ဓာကိုယ်နေရာအနှံ့သွေးကြောချင်းနဲ့ဆိုလို့ရှိရင်သွေးတိုးတာနှလုံးသွေးကြောချင်းယောဂဆိုရှင်နှလုံးယောဂနဲ့ကြောက်ကတ်သွေးကြောချင်းဆိုလို့ရှိရင်တော့ကြောက်ကတ်ပြတ်တဲ့ယောဂ stage 1 stage 2 stage 3 stage 4မာလာကီယာအာယုံကြောတွေမှာရှိတဲ့သွေးကြောတွေကျင်းသွားပြီးအာယုံကြောတွေပျက်စီးသွားလို့ရှိရင်ခြေထောက်တွေလက်တွေထုံချင်တာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါကိုခြုံပြီးတော့သွေးကြောချင်းယောဂလို့ပဲနံပါတ်9မှာကျွန်တော်နာမည်လေးတက်ထားလိုက်မယ်ဘာလို့ဆိုတော့နောက်ထပ်အများကြီး3ခုလောက်ကျန်နေတယ်